iPad mini နဲ့ပတ်သက်ပြီးတော့သတင်းအတူအစလေးကတော်တော်လေးစိတ်ဝင်စားစရာကောင်းတယ်ခင်ဗျားတို့မထင်မှတ်ထားတဲ့ဥစ္စာတွေပါလာတယ်အဲ့ဒါဘာလဲဆိုတော့ iPad mini ကိုသူတို့ရေးဆိုခံအောင်လုပ်မယ်ဆိုတော့သဘောတရားတွေ့ရတယ်ပေါ့နော်သူကရေးဆိုခံအောင်တော့မဟုတ်ဘူးရေမြုပ်သွားမယ်ဆိုရင်တော့မှရုတ်တရက်ရေမြုပ်သွားတယ်ဆိုရင်ချက်ချင်းဆဲပြီးတော့သုံးမယ်ဆိုသုံးလို့ရတဲ့အခြေအနေမျိုးထိအောင်ပေါ့နော်ဒီအားကိုပါနည်းနည်းလေးခံနိုင်တဲ့အရေးသွေးလေးကိုသူကထုတ်မယ်ဆိုတဲ့သဘောမျိုးတွေ့နေရတယ်ပေါ့စပီကာကိုအဲ့ဒီရေဆိုခံအောင်သူကလုံမယ်ဆိုတဲ့ URL ချက်ကြောင့်ပေါ့နော်စပီကာရဲ့အပေါက်လေးတွေကိုသူကပိတ်မယ်ဒီ surface vibration speaker ဆိုတဲ့ဒီအပေါ်မှာသုံးထားတဲ့ material ရဲ့ vibration ကြောင့်မြည်လာတဲ့အတန်နဲ့အသုံးချမယ်ဆိုတဲ့သဘောမျိုးအောက်တွေမရှိတော့တဲ့အခါကျတော့ခုနကလိုရေပိုင်းမြုပ်တယ်ဆိုတဲ့ပြဿနာတွေအတွက်ကိုသူကကာဝယ်ပြီးသားဖြစ်သွားတာပေါ့ဗျာပို့ပြီးတော့ရေဆိုခံသွားတာပေါ့နောက်တစ်ခုကကြတော့ screen ကိုပေါ့နော် OLED သုံးမယ် iPad screen ကို OLED သုံးမယ်ဆိုတော့အခြေအနေကဒီ iPad Pro ကလွှဲရင်ပေါ့နော်သူကဒုတိယမြောက်ဒီ OLED သုံးတဲ့အမျိုးအစားလေးဖြစ်လာတယ်အဲ့တော့ကျွန်တော်ရှေ့ကပြောတယ်လေဒီ iPad mini ကို Apple ကပို့ပြီးတော့မင်းသားနေရာတင်လာတယ်ဆိုတဲ့သဘောမျိုးပေါ့နော်အဲ့တော့သူတို့ဒီ iPad mini ရဲ့ဈေးကွက်ကိုသူတို့ပို့ပြီးတော့တိုးချဲ့ခြင်းနဲ့ဆိုတဲ့သဘောတရားတော့တွေ့ရတယ်ခုနကတော့ဒုတိယနေရာမှာရှိတဲ့ iPad Air ကိုတောင်မှပေါ့နော်သူအဲ့လောက်ထိတိတ်ပြီးတော့စိတ်ဝင်စားအောင်ဒီ iPad mini ကိုပို့ပြီးတော့စိတ်ဝင်စားပြီးတော့ပို့ပြီးတော့ promote လုပ်နေတာကိုတော့သတိထားမိတယ်ပေါ့နော်အဲ့တော့ iPad mini ကဒီနှစ်အတွက်ပေါ့နော် iPad မှာမင်းသားတစ်ပါးဖြစ်လာနိုင်ရရှိတယ်